အရာရာမှာအမှတ်တမဲ့မနေပဲနဲ့ဆင်ញင်သုံးသပ်ရမယ်ဆင်ញင်သုံးသပ်ချရမယ်ဆင်ញင်သုံးသပ်ပြီးမကောင်းတဲ့စိတ်တွေကိုယ်မှလွှမ်းမိုးနေတယ်ဆိုပါစို့ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးအေးမထားနိုင်တော့ချောခေါင်းအေးအေးဆိုလို့ရေစွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထဲနဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အောင်နောက်တယ်ကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေတော့ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေတော့နှွေးနှွေးခေါင်းအေးအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါကြီးပွားတိုးတက်ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ကြီးပွားတိုးတက်တဲ့အကြောင်း